လူတယောက်ကိုစိတ်ရောကိုယ်ရောနှစ်ပြီးတော့ပေါင်းကြည့်လိုက်တဲ့အခါမှာလူတွေရဲ့အတွင်းစိတ်ကိုပို့ပြီးတော့သိရလေပါပဲတချို့ကအပြုံးတွေခြုံသလောက်နောက်ွယ်ရောက်တဲ့အခါမှာမနာလိုခြင်းတွေကအပြည့်နေပဲတချို့ကလည်းစကားတွေခြုံပြီးတော့ဖောင်ဖွဲ့ပြီးတော့ချွတ်ချွတ်နဲ့နဲ့တွေနဲ့လူကြားကောင်းအောင်ဝမ်းသာအောင်ပြောနေတတ်ကြတယ်ဒါပေမဲ့ဟန်ဆောင်ဖုံးကွယ်ခြင်းကတချို့ကကြတော့လေကိုယ့်ရဲ့အောင်မြင်မှုလေးတွေကိုယ့်ရဲ့ကောင်းကွက်လေးတွေကိုကြည့်ပြီးတော့အားကြတယ်ဝမ်းသာလိုက်တာလို့ကြားကောင်းအောင်ပြောပြီးတော့နောက်ွယ်ကြတဲ့အခါမှာအတင်းပြောနေတတ်ကြပြန်သေးတာလူတွေကသိကြောက်ဖို့ကောင်းတယ်တချို့ကြတော့လဲအားမငင်နဲ့တော့ငါတို့ရှိတယ်အမြဲတမ်းအားပေးနေမယ်လို့ဖြေသိမ့်တယ်လို့နှစ်သိမ့်တယ်လို့နဲ့ကြားကောင်းအောင်ပြောပြီးနောက်ွယ်ကြတော့ဟားတိုက်ပြီးတော့လောင်ရည်နေတတ်ကြသေးတာတချို့လူတွေကတိတ်ကိုမှဟန်ဆောင်ကောင်းကြတာတချို့အပြုံးတွေကလည်းအရန်ကြောက်ဖို့ကောင်းပါတယ်တချို့ရိုးသားမှုတွေဆိုတာကလည်းဟန်ဆောင်မှုတွေမာယာတွေကအပြည့်နဲ့အသက်ကြီးလာလေတနေ့ထက်တနေ့လူတွေရဲ့အကြောင်းကိုပို့ပြီးတော့သိလာလေပါပဲတကယ်တမ်းကျတော့ကိုယ်စီမှာဘာမှမရှိဘူးဆိုရင်ကိုယ်ဘေးမှာလည်းဘယ်သူမှရှိမှာမဟုတ်ပါဘူးဒီအမှန်တရားကိုလက်ခံထားနိုင်ဖို့လိုတယ်ဒါကြောင့်ကိုပြည့်စုံနေတဲ့အချိန်မှာကိုဘေးမှာဝိုင်းဝိုင်းလည်နေတဲ့လူတွေထက်ကိုမရှိတဲ့အချိန်ကိုပြိုလဲနေတဲ့အချိန်ကိုကြရှုံးနေတဲ့အချိန်မှာကိုဘေးမှာကြံနေတဲ့လူတွေကိုပို့ပြီးတော့တန်ဖိုးထားပါပို့ပြီးတော့ချစ်ပါပို့ပြီးတော့အလေးပေးဆက်ဆံပါအသက်ကြီးလာတာနဲ့အမျှဘဝကပြိုတဲ့ဘက်ကိုသွားနေတာမဟုတ်ဘူးအိုတဲ့ဘက်ကိုသွားနေတာမာတဲ့ဘက်ကိုသွားနေတာမဟုတ်ဘူးနာတဲ့ဘက်ကိုသွားနေတာဒါကြောင့်အသက်ကြီးလာရင်ပါကျုပ်ဆရာတော်ကြီးပြောသလိုပဲအနာခံနိုင်အောင်လေ့ကျင့်ထားပါအစာခံနိုင်အောင်လေ့ကျင့်ထားပါတယောက်တည်းနေတတ်အောင်လဲလေ့ကျင့်ထားပါလူအင်ဆန္ဒတွေကိုလည်းလျှော့ပါဖြစ်ချင်တဲ့စိတ်တွေကိုလည်းလျှော့ပါအဲ့ဒီလိုမျိုးလျှော့နိုင်ဖို့တယောက်တည်းနေနိုင်ဖို့အနာခံနိုင်ဖို့အစာခံနိုင်ဖို့ဆိုတာကတော့တရားဓမ္မတွေကိုနာကြပါနာကြပြီးရင်လည်းလိုက်နိုင်ကျင့်သုံးကျင့်ကြံကြိုးကုပ်ပွားများအားထုတ်ပါခန္ဓာဘဝကိုဉာဏ်ရောက်ပြီးတော့မှနိဗ္ဗာန်ကိုမျက်မှောက်ပြုလည်နိုင်ကြတဲ့ပါရမီရှင်သူတော်ကောင်းများဖြစ်နိုင်ကြပါစေ